Money Fight ဘယ်လိုဖြစ်လာသလဲဒီအပတ်မှာစိတ်ဝင်စားစရာကောင်းတဲ့အားကစားအကြောင်းအရာတစ်ခုကိုတင်ဆက်ပေးပါမယ်Money Fight ဘယ်လိုဖြစ်လာသလဲဆိုတာကိုတင်ဆက်ပေးချင်တာပါ Iris Lujan Conor McGregor က Jose Aldo နဲ့ Eddie Alvarez တို့ကိုလဲထုတ်ခဲ့ပြီး UFC အဖွဲ့အစည်းရဲ့ဝေးတန်းတစ်ခုမှာတပြိုင်နက်ချန်ပီယံဖြစ်လာခဲ့တယ်။အခုချိန်မှာတော့ Lightweight Champion Ilia Topuria တို့လည်းနာမည်ကြီးတာပါပဲ။ဒါပေမဲ့အဲ့ဒီတုန်းက Conor McGregor ရဲ့စံချိန်ကိုမမီသေးပါဘူး။အဲ့ဒီချိန်မှာ Conor McGregor က Floyd Mayweather ကိုလှမ်းစိန်ခေါ်တယ်။ဘောက်ဆင်ထိုးချင်ရင်ကြိုးဝိုင်းနဲ့ဝင်ခဲ့။ကြိုးဆိုတယ်ဆိုပြီး Floyd Mayweather ကမီးစိမ်းပြလိုက်ပေမဲ့လို့ Dana White ကခွင့်မပြုချင်ဘူး။ကျွန်တော်လူ Conor McGregor ကိုကစားချင်ရင်ကျွန်တော်ကိုဆက်သွယ်ရမယ်။ဘာလို့လဲဆိုတော့ Conor McGregor ဆိုတာ UFC အဖွဲ့အစည်းရဲ့ကစားသမားမှုလို့ပဲဆိုပြီး Dana White ကတုံ့ပြန်ထားပါတယ်။ဒါပေမဲ့ Conor McGregor ကနှသိုးကျိုးပြဖြစ်နေပြီးထိတ်မရသိမ်းမရပါပဲ။ဘောက်ဆင်ထိုးချင်တယ်လို့ Dana White ကိုပူစားတယ်။ Dana White ကတစ်ထစ် shot ချပေးတယ်။အေးမင်းတို့တွေဘောက်ဆင်ထိုးချင်တယ်ဆိုရင်လည်းထိုးပါငါခွင့်ပြုတယ်။ဒါပေမဲ့ UFC PPV event ထဲမှာဘောက်ဆင်ပွဲထည့်ပေးမယ်လို့ပြောလိုက်တယ်။လူရင်းကိုပြောရရင် Dana White ကအလုံးစုံစီမံချင်တာပါ။ Floyd Mayweather ကိုလည်းထိုးကြေး$25 သန်းပေးမယ်တဲ့။ Floyd Mayweather တို့ဘက်ကသဘောမတူပါဘူး။ဘောက်ဆင်ထိုးမယ်ဆိုမှကြိုးဝိုင်းမဲ့ဖြစ်တဲ့တယ်။တန်စကားထဲမှာထိုးရင်ဒိတ်ပဲမရှိဘူး။ပြီးတော့အခုမှလည်း Mayweather promotion ကရှိနေတော့ UFC ဘန်နာအောက်မှာကစားစရာအကြောင်းမရှိဘူး။အကျိုးအမြတ်လည်းနေသွားနိုင်တယ်။$25 သန်းတဲ့။ Dana White ပေးသလောက်ရမှာကိုလက်မခံပါဘူး။ Conor McGregor ရေထိုးကျင်တယ်ဆိုပြီးအော်မနေနဲ့စာချုပ်မှာလက်မှတ်ထိုးဆိုပြီး Floyd Mayweather ကလှမ်းပြောတယ်။အဲ့ဒီချိန်မှာအလဲထိုးနိုင်ပွဲတွေကြောင့် Conor McGregor ကဖနှောက်တန်ဆူနွားရည်ကူးဖြစ်နေတာပါ။ဘယ်ဝိုက်လက်သီးတစ်လုံးကထိတာနဲ့ကြာတာပဲ။နာမည်ကျော်ဘယ်ဝိုက်လက်သီးထိလိုက်ရင် Floyd Mayweather လည်းကြမ်းပြင်းတဲ့အိယာမှားပြီးဆက်တော်ခေါ်သွားမယ်လို့ပရိသတ်အများစုကမြင်နေကြတယ်။ Dana White ကလည်းပရိသတ်အင်အားကိုနားလေတော့အကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကဲဒါဆိုရင်လည်းဘောက်ဆင်ပွဲလုပ်ကြပါမယ်။ Conor McGregor ရဲ့ပွဲစီစဉ်သူက Dana White ဖြစ်ပြီး Floyd Mayweather ရဲ့ပွဲစီစဉ်သူကတော့ Mayweather Promotion ဖြစ်ပါတယ်။ Mayweather Promotion အောက်မှာအမှုဆောင်ရာရှိချုပ် Leona Ilabi ဦးဆောင်တဲ့လေးပွဲဆိုင်ဆွေးနွေးလိုက်လို့အောင်မြင်သွားတယ်။ Floyd Mayweather ရဲ့အခြေခံထိုးကြေးက$100 သန်းဖြစ်ပြီး Conor McGregor က$30 သန်းသာဖြစ်ပါတယ်။ PPV အမောက်နဲ့ရုံဝင်ကြေးကိုပြန်ခွဲယူရအောင်မယ်။စာချုပ်ထဲမှာ Found Clocks ထည့်ထားပါတယ်။ဥပဒေပြင်ပကစားရင်$10 သန်းရော်ရမယ်တဲ့။ပရိသတ်ကြိုက်တွဲဆိုင်ဖြစ်ပြီးဝင်ငွေတောင်းကြမှာဖြစ်လို့တွဲဆိုင်ကို Money Fight လို့နာမည်ပေးထားတယ်။ဘောက်ဆင်မှာလက်အိတ်အလေးချိန်စီးမြင့်ကိုအရင်ပြောအောင်မယ်။ဝယ်တာဝိတ်148ပေါင်နဲ့အထက်ဆိုရင်10အောင်စလက်အိတ်ကိုပဲဝယ်ရပါတယ်။ Floyd Mayweather နဲ့ Conor McGregor တို့က Light Middleweight 154ပေါင်တန်းမှာထိုးမှာဖြစ်လို့10အောင်စလက်အိတ်ကိုဝယ်ရပါမယ်။ဒါပေမဲ့ UFC အဖွဲ့အစည်းမှာ Conor McGregor က4အောင်စလက်အိတ်ပဲဝယ်ဖူးတယ်။ဘောက်ဆင်ပွဲအတွက်ပြင်ဆင်ထားတယ်ဆိုပေမဲ့လို့10အောင်စလက်အိတ်ကိုအသားမကျသေးပါဘူး။ပွဲထုတ်ရင်လက်အိတ်မနိုင်မှာစိုးရိမ်ပုံပေါ်တယ်။10အောင်စလက်အိတ်ကိုဝတ်ပြရစီဆိုပြီးထပ်ညှိပြန်တယ်။ဒါကိုတော့ Floyd Mayweather ဘက်ကလက်ခံပေးလိုက်တယ်။ Nevada ပြည်နယ်အားကစားကော်မရှင်ကလည်းခွင့်ပြုတယ်။အဲ့ဒါကြောင့်မို့လို့ Light Middleweight တန်းမှာကစားရသည့်တိုင်အောင်10အောင်စလက်အိတ်ဖြစ်သွားတာပါ။ Nevada ပြည်နယ်အားကစားကော်မရှင်ကဘာလို့ဝင်ပါတာလဲ။ Nevada ပြည်နယ်မှာဘောက်ဆင်ထိုးမှာမို့လို့ Nevada ပြည်နယ်အားကစားကော်မရှင်ကဆုံးဖြတ်ပေးတာပါ။ New York မြို့မှာပွဲထုတ်ရင် New York ပြည်နယ်အားကစားကော်မရှင်ကဆုံးဖြတ်မယ်ထပ်မေးမယ်ဘာလို့ Nevada ပြည်နယ်မှာကစားတာလဲဟုတ်တယ်ဒီအပိုင်းကရှင်းရပါမယ်အမေရိကန်နိုင်ငံမှာပြည်နယ်အစိုးရကကောက်ခံတဲ့ State Income Tax နဲ့ဗဟိုအစိုးရကကောက်ခံတဲ့ Federal Income Tax ဆိုပြီးအခြေခံအားဖြင့်2မျိုးခွဲထားပါတယ်ပြည်နယ်90ရှိတယ်ဆိုပေမဲ့လို့ Florida, Washington, Nevada, Texas အပါအဝင်ပြည်နယ်9ခုမှာ State Income Tax ဆောင်စရာမလိုဘူးအဲဒါကြောင့်မို့ကမ္ဘာကျော်တထေးကြီး Jeff Bezos နဲ့ဘေးဂိတ်တို့က State Income Tax ပေးစရာမလိုတဲ့ Washington ပြည်နယ်မှာနေထိုင်နေကြတာပါ။ Floyd Mayweather နဲ့ Conor McGregor တို့က Nevada ပြည်နယ်မှာကစားရင် State Income Tax ဆောင်စရာမလိုပဲ Federal Income Tax ပဲဆောင်ရမယ်။တခုစာတက်တာသွားတယ်လေ။အဲဒါကြောင့်မို့နာမည်ကြီးပေါက်ဆင်ပွဲတွေက State Income Tax ဆောင်စရာမလိုတဲ့ပြည်နယ်တွေမှာပဲကျင်းပနေကြတာပါ။ဒါကဆက်ဆက်ပြီးရေးလိုက်တာပါ။အမေရိကန်နိုင်ငံမှာပွဲထိုးမယ်ဆိုပေမဲ့လို့လန်ဒန်မြို့မှာပွဲကြိုသတင်းစာရှင်းလင်းပွဲလုပ်သေးတယ်။ပွဲကြိုမှာလည်းအပြန်လှန်လေးတိုက်ကြတာပဲ။ Conor McGregor က Floyd Mayweather ကိုခေါင်းပုတ်တယ်။စကားပြောရင်းအားလွန်သွားပုံရတယ်။ Floyd Mayweather ကဘာမှမဖြစ်ပေမဲ့လို့ Dana White ကတော့ Conor McGregor ကိုထိန်းနေရပြီ။ Floyd Mayweather က Conor McGregor မှာပတ်စံကျဲပစ်တယ်။တကြက်တန်တွေဟာလက်ခွမ်းဆိုပြီး
ကော်နာမက်ဂရီကောကပြန်လှောင်းနေတော်ချင်းချင်းတည်င်းလွတ်ပေါင်းဖက်တွေ့ဖြစ်ကုန်ပြီးပွဲအချိန်ကပုံမြင့်သွားခဲ့ပါပြီပွဲအကြောင်းကိုထူမပြောချင်ပါဘူးဝက်ချိန်တုန်းကကော်နာမက်ဂရီကောဟာ Flight Mayweather ထက်3ပေါင်ခွဲကြီးတယ်ဒါပေမဲ့ရေတပ်ပြန်ဖြည့်လိုက်တာကျိုးဝိုင်းထဲမှာပဲကော်နာမက်ဂရီကောက20ပေါင်လောက်ထပ်ကြီးသွားတယ်ဒီပိုင်းကတော့ထူးခြားချက်ပါအမမေကစားသမားတွေကပေါက်စင်သမားတွေတက်ရေတပ်ပူဖြည့်ကြတယ်မြင်လွယ်အောင်ဥပမာပေးပါမယ်လိုမာချင်ကိုက lightweight 135ပေါင်တန်းမှာပေါက်စင်ကစားပူတယ်အိုမာနူမာကိုမီတော့ကဘင်တန်ဝိတ်135ပေါင်တန်းမှာကစားတယ်ပေါက်စင် lightweight နဲ့တန်စကာပင်တန်ဝိတ်ကကိန်းကနန်တူတူပဲဒါပေမဲ့ပွဲတွင်းဝိတ်မှာအိုနာနူမာကိုမီတော့ကလိုမာချင်ကိုထက်15ပေါင်လောက်ပိုကြီးတယ်ကော်နာမက်ဂရီကိုက Flight Mayweather ထက်ကိုဝိတ်စီးထိုးရတာပါအစောပိုင်းမှာဟန်ကြပေမဲ့လို့နောက်ပိုင်းရောက်တော့ဆရာပါပဲ Flight Mayweather ကပဲစိုးမေးသွားပြီးကော်နာမက်ဂရီကောကတော့ရုန်းကန်လိုက်ရတယ်ပွဲအကြောင်းကိုအသေးစိတ်မပြောတော့ပါဘူးဆယ်ချီမြောက်မှာ Flight Mayweather ကကော်နာမက်ဂရီကောကိုအလဲထိုးသွားတယ်ပရိသတ်တွေရဲ့အမြင်ကတော့မတူကွဲပြားစွာထွက်ပေါ်လာခဲ့ပါတယ်အခုချိန်မှာဘောက်ဆင်သမားနဲ့ MMA သမားတို့ကိုကြိုးဝိုင်းထဲမှာဘောက်ဆင်ထိုးခိုင်းရင်ဘယ်သူနိုင်မလဲမေးရင်ဘောက်ဆင်သမားပဲနိုင်လိမ့်မယ်လို့လူတိုင်းလူဖြေကြပါလိမ့်မယ်အဲ့ဒီချိန်တုန်းကအဲ့လိုမဟုတ်ဘူးကော်နာမက်ဂရီကောက Flight Mayweather ရဲ့ရှုံးပွဲမရှိစံချိန်ကိုရပ်တန့်နိုင်လိမ့်မယ်လို့မျှော်လင့်နေကြတယ်ဒါကြောင့်မို့လူစိတ်ဝင်စားမှုများပြီး PPV အမောက်ပါထိုးတက်သွားတာပါအခုချိန်မှာမကြည့်ပွဲပြန်ထိုးခိုင်းကြည့်ရင်အရင်လောက်လူကြည့်များတော့မှာမဟုတ်ပါဘူးပရိသတ်တွေရဲ့အမြင်ပြောင်းသွားပုံကိုရှင်းပြတာပါ Flight Mayweather နဲ့ Conor McGregor တို့က WBC အဖွဲ့အစည်းရဲ့ခေါင်းစဉ်အောက်ကကစားကြတာပါ Flight Mayweather ကနားထားတာဆိုတော့ကမ္ဘာ့ချန်ပီယံမဟုတ်တော့ဘူးဆိုတော့ချန်ပီယံလုပွဲလုပ်လို့မရတော့ဘူးကစားသမားတွေကအဖွဲ့အစည်းကို sanctioning fee 300ခိုင်နှုန်းပြန်ပေးရတယ်အနည်းဆုံးဒေါ်လာ100သန်းရရင်တော့ WBC အဖွဲ့အစည်းကို3သန်းပေးရတယ်အဲ့ဒီတော့ WBC အဖွဲ့အစည်းကလည်းဒေါ်လာသန်းချီတန်တဲ့ WBC money back ကြီးပေးလိုက်တာပါပဲ Conor McGregor က Flight Mayweather ကို rapid punch တွေထိုးတယ်တမင်ညစ်တာမဟုတ်ပေမဲ့လို့ထိုးမိသွားတာပါပဲစာချုပ်ကစာချုပ်ပဲဥပဒေပြင်ပကစားချက်ကြောင့် Conor McGregor က Flight Mayweather ကိုဒေါ်လာ10သန်းလျော်ရတယ်လို့သိရပါတယ်ကစားသမားတွေကထိုးကြေးမြင့်တယ် Flight Mayweather ကဒေါ်လာသန်း300လောက်ရပြီး Conor McGregor ကဒေါ်လာသန်း100လောက်ရတယ်တဲ့ Money Fight ဘယ်လိုဖြစ်လာတယ်လဲခေါင်းစဉ်ကိုလက်လန်းမီတလောက်တင်ဆက်ပေးလိုက်တာပါနောက်ပတ်တွေမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုထပ်ပြီးတင်ဆက်ပေးမှာမို့ like and subscribe တွေလုပ်ထားကြပါဦးခင်ဗျာ